မိလင်နာမင်းနဲ့ရှင်နာကတင်နာတို့ရဲ့အတေးအကြောင်းဘယ်လိုလဲဆိုရင်ဒီကတ္တဗမြတ်စွာဘုရားလက်ထက်မှာယဟန်တွေရဗျာဒီခင်းကမြင်ရဲ့ဘေးမှာဘေးကကြောင်းတစ်ခုမှာနေခဲ့ကြတယ်သူတို့တွေကမနေ့ခင်းဆိုရင်ဒီတပည့်စီလဲနဲ့ဒီကြောင်းတန်ရှင်းလောက်ကြတယ်ပေါ့အဲ့ဒီချိန်မှာဒီယဟန်တစ်ပါးကတပည့်စီလဲနဲ့အမိုက်တွေကိုပုံလိုက်တယ်အဲ့ဒီချိန်ဒီကိုရင်ငယ်ပေါ့သွားခဲ့ကြတော့ဘေးကနေဖြတ်သွားတော့ဒီယဟန်မြင်ပြီးတော့လမ်းပြီးတော့ခေါ်ပြီးတော့ပြောပါကိုရင်ငယ်ဒီအမိုက်ပုံထားတော့သွားပြီးတော့လောလိုက်လို့ပြောရအဲ့တော့ဒီကိုရင်ငယ်ကလည်းသူကမကြားချင်အောင်ဆောင်တယ်ကိုယဟန်ထပ်ပြောတယ်ကိုရင်ငယ်ဒါသွားပြစ်လာအောင်ဆိုရင်ကိုရင်ငယ်ကလည်းမကြားချင်အောင်ဆောင်တယ်အဲ့ဒီမျိုးနဲ့3ချိန်လောက်ပြော3ချိန်လောက်ပြောလို့မှမရတော့ခါကျတော့သူလည်းဒီသူလဲနေတကယ်စီနဲ့ရိုက်ခတ်လိုက်တယ်ဗျာရိုက်ခတ်လိုက်တဲ့အချိန်မှာကိုရင်ကငိုရင်းနဲ့ဒီအမိုက်တွေကိုယူပြီးတော့သွားပြီးတော့လောတယ်ဗျာလောတဲ့အချိန်မှာသူကဒီလိုမျိုးသူစဉ်းစားပေါ့ဒီငါအမိုက်လောရတဲ့ကုသိုလ်ကောင်းမှုကြောင့်ကနေမွန်းတဲ့တော့အခါကဲတော့ကြီးမားသောတကောအာနုဘောဖြစ်ရပါလို့အေးဆိုပြီးတော့ဆူတောင်းတယ်ဗျာအဲ့ဒီအချိန်မှာတခါအမိုက်တွေပါပြည့်ပြီးတော့သူကခါကျရေချိုးမယ်ဆိုပြီးတော့တွိုင်းနေဒီခင်းကမြင်မှာရေချိုးမယ်ဆိုတော့တွိုင်းနေခင်းကမြင်မှာ line တွေထနေတာတွေ့တော့ခါကျတော့ဒီ line တွေလိုမျိုးပဲငါလည်းပညာရှိဖြစ်ရပါလို့ဤပြန်ငါမေးတဲ့မေးခွန်းကိုဘယ်သူမှမဖြေနိုင်လောက်အောင်ကွာငါပညာရှိဖြစ်ရပါလို့ဤဆိုပြီးတော့ထပ်ပြီးတော့ဆူတောင်းတယ်အဲ့ဒီဆူတောင်းတဲ့အချိန်မှာပထမရိုက်လိုက်တဲ့ယဟန်ကကြလဲသူကတွေ့စီးတွေလဲပြီးဆိုတော့ရေချိုးဖို့သွားတဲ့အချိန်မှာလမ်းပြီးတော့ကြားလိုက်တာပေါ့ကြားလိုက်တဲ့ချိန်မှာဒီကောင်ဒီကိုရင်ငါခိုင်းလိုက်လို့သွားပြီးတော့လှုပ်တဲ့ဒီကိုရင်တော့ဆူတောင်းသေးတယ်ဆိုရင်ငါဆူတောင်းတာဘာဖြစ်လို့မပြေးရမှာလဲဆိုပြီးတော့သူကလည်းဒီ line တဘိုးလိုမျိုးငါဉာဏ်ပညာကြည့်ရပါလို့ပြီးတိုင်းဒီကိုရင်မေးသမျှမေးခွန်းငါအကုန်လုံးတော့ရုပ်တည်ကြဖြေနိုင်ရပါလို့ဆိုပြီးတော့သူလည်းဆက်ပြီးတော့ဆူတောင်းတယ်အဲ့ဒီမျိုးသူတို့ရဲ့ဒီအတိတ်ဘဝဒီစက်ကြောင်းလေးပေါ့အဲ့ဒါသူတို့ရဲ့အတိတ်ဘဝစက်ကြောင်းသူကကြတော့ဒီမီလီနာမင်းဘဝအကြောင်းဆက်ပြီးတော့မီလီနာမင်းဘဝမှာကြတော့သူဒီကျွန်တော်ပထမဗီဒီယိုမှာတော့ပြောခဲ့တယ်သူကဒီပါကစ္စတန်အာဖဂန်နစ္စတန်နားမှာနာမရှိတဲ့ Indo-Greek Kingdom အုပ်ချုပ်တဲ့မင်းတစ်ပါးဟုတ်တယ်ဗျာဒါသူကခါကြတော့လုံးဝပညာဘယ်လောက်တက်လဲဆိုရင်သူကပညာ19မျိုးလောက်တက်တယ်အဲ့ဒီခေတ်ကပညာတွေထဲမှာအဲ့ဒီမှာပထမဆုံးဒါဒီဘာပညာတွေလဲဆိုရင်တော့ဗျာဒီတရားပညာသူကစကလုံးဝါကြတွေကိုမှန်ကန်စွာအသုံးပြုနိုင်တာဗျာပြန်ဒီယုတ်တိဗေဒတွေကိုလည်းတက်တယ်ပြန်သူတို့ Greek ဖြစ်တဲ့အတွက်ဗျာဒီတတနိကဗေဒတွေလည်းတက်တယ်ပြန်ဒီကဏ္ဍသင်္ချာတွေကိုလည်းတက်တယ်ဗျာပြန်ဘေဒင်နက္ခတ်ဗေဒတွေကိုလည်းတက်တယ်ဒီနက္ခတ်ဗေဒဆိုတော့ဒီကျဲတွေပါတွေကြည့်ပြီးတော့အဲ့လိုခံမှန်းတာပေါ့ပြန်ရင်ဒီစစ်ထိုးတဲ့နည်းပညာတွေလည်းတက်တယ်ပြန်နိုင်ငံရေးဥပဒေပြန်ဆွေးနွေးငင်းခုန်မှုတွေပြန်ဒီတဘာဝဗေဒတွေပြန်အနုပညာပြန်တေးဂီတတွေလည်းတီးတက်တယ်ဗျာအဲ့လိုမျိုးပုံစံဒီပကြီးတွေပါတွေအားလုံးတက်တယ်ပြန်လက္ခဏာယုံမြတ်ကိုခေါ်နိုင်တယ်လက္ခဏာတွေကြည့်ပြီးတော့ဒါယုံတယ်မြတ်တယ်အဲ့လိုမျိုးပုံစံမျိုးခေါ်နိုင်တာပြန်ဒီလက်ဝါးတွေပါတွေရောကြည့်တတ်တာဗျာအဲ့လိုမျိုးပုံစံပညာတွေပြန်ဒီပိဏကတ်သုံးပုံကိုလည်းတက်တယ်ဗျာသူကပိဏကတ်သုံးပုံကိုလည်းလိလာထားတဲ့လူဟုတ်တယ်ပြန်ဒီဆေးတွေပါတွေလည်းဖော်တတ်တယ်ဗျာဆေးပညာတွေပါလည်းတက်တယ်ဆေးဖော်တတ်တာတော့မဟုတ်ဆေးပညာတွေရောတက်တယ်ပြန်နမိတ်တွေလည်းဖတ်တတ်တယ်ဗျာဘယ်လိုမျိုးလဲဆိုရင်ဒီကျွန်တော်တို့ဆိုမွေတစ်ခုခီးသွားတဲ့အချိန်ဆိုမွေဖြတ်ပြီးတော့ကျွန်တော်တွေကဒီလမ်းပြောက်တော့မယ်ဘာညာအဲ့လိုမျိုးနမိတ်ဖတ်တာပြန်ဒီအိမ်မက်ပြီးတော့ဗျာဒီအိမ်မက်တော့ဒီနမိတ်ပြတာဘာညာအဲ့လိုမျိုးနမိတ်ပညာလက်တက်တယ်ဗျာပြန်ဒီနက္ခတ်တာယာတွေကိုကြည့်ပြီးတော့ဗျာကြည်တတ်တဲ့ပညာအဲ့ဒါတွေကိုလည်းတက်တယ်ပြန်ဟာတာပညာကိုလည်းတက်တယ်ပြန်ရှေးခေတ်လူကြီးတွေပြောခဲ့တဲ့စကားတွေကိုလည်းသူကတက်တယ်ပေါ့အဲ့ဒီပညာရကိုလည်းသူကတက်တယ်အဲ့လိုမျိုးပညာတွေအများကြီးကိုတက်တဲ့ပုံပေါ်တယ်ဗျာသူပညာဘယ်လောက်တက်လဲဆိုရင်သူတက်တဲ့ပညာမှာသူ့ကိုဘယ်သူမှ
လာပြီးတော့နှိပ်စက်လို့မရတော့အောင်သူကပညာကိုတက်တယ်ဒီဒေတာတစ်ဝိုင်းမှာမိလင်နာပညာနဲ့တူတဲ့ပညာရှိဆိုတာမရှိဘူးလားမရှိဘူးပြန်သူလောက်ဟိုတက်တီရှိတယ်လို့ရဲရင်းတယ်လို့ပြန်သူလောက်ဒီပေါ်ကျွယ်ဝါတဲ့လူပေါ့ချမ်းသာတယ်လို့အဲ့လိုမျိုးပုံစံဘယ်သူမှမရှိဘူးတခါတော့အခါမှာဗျာတွားခါကျတော့သူရဲ့စစ်တပ်ကိုကြည့်မယ်ဆိုပြီးတော့မြို့ပြင်ကိုထွက်လာခဲ့တယ်မြို့ပြင်ထွက်လာခဲ့တဲ့အချိန်မြို့ပြင်ထွက်လာပြီးတော့သူရဲ့စစ်တပ်ကိုကြည့်တော့ကြည်နေသူစစ်တပ်ရဲ့ဒီစွမ်းရည်တွေဘာတွေကြည့်ပြီးအခုခေတ်ဆိုရင်စီပြအခမ်းအနားတွေဘာတွေတက်တယ်လို့မျိုးအဲ့လိုပုံစံတက်ပြီးတော့လေဒီအခမ်းအနားတွေပြီးသွားတာခါကျတော့သူကဒီပြင်ကိုကြည့်လိုက်တယ်ပေါ့နေရလဲဒီဟိုစောလဲစောသေးရဗျာမြို့ထဲဝင်ပြီးတော့လေဟိုဘာမှအကျိုးမရှိဘူးပေါ့မြို့ထဲဝင်ပြီးတော့ဘာမှအကျိုးမရှိဘူးအခုကစောလဲစောသေးတယ်ဟိုရင်ခေကဆိုရင်တော့ဒီနေကိုကြည့်ပြီးတော့ကျွန်တော်ရအချိန်ကိုတတ်မှတ်ကြရပေါ့အဲ့ဒါတော့အဲ့လိုအကျိုးလည်းမရှိဘူးမြို့ထဲပြန်ဝင်မယ်ဆိုရင်အကျိုးလည်းမရှိဘူးဒီအပြင်မှာမှဒီပညာရှိတွေများရှိမလားငါမိတဲ့အဖြေကိုဖြေနိုင်တဲ့ပညာရှိမလားဆိုရင်လည်းတွေးနေပြန်တွေ့ရအမတ်တွေကိုခေါ်ပြီးတော့မေးလိုက်တယ်အဲအမတ်တွေဒီအနီးနားတစ်ဝိုင်းမှာပေါ့ဟိုငါမေးချင်တဲ့မိကုန်းတွေကိုဖြေနိုင်တဲ့ငါရဲ့တန်တရားကိုဖျောက်ပေးနိုင်တဲ့ပညာရှိများရှိမလားဆိုပြီးတော့သူကမေးလိုက်တယ်ဗျာအဲ့ဒီအမတ်ဒီထဲမှာသူတို့တွေကပြောတယ်ဟုတ်တယ်ဒီ6သောပုဂ္ဂိုလ်တွေကဘယ်သူလဲဆိုရင်ပုရဏကတ္တပမက္ခလိကောသာလာနိကန္ဒနာထဗုဒ္ဓနဲ့ဒီသစ္စာယပေလာထဗုဒ္ဓအဇိတာကေတာကံပလပကုတာကသစ္စာယနာဆိုတဲ့6သောပုဂ္ဂိုလ်တွေကဒီလိုမျိုးနာမည်ကြီးတယ်ဒီလိုအရှင်မင်းကြီးကသူတို့နဲ့တွေ့ပြီးတော့ကိုယ့်ရဲ့တန်တရားကိုဖျောက်ရင်လည်းဖျောက်နိုင်တယ်ဆိုပြီးတော့သူတို့တွေအကြံပေးရဗျာဒီအခုကျွန်တော်ပြောသွားတဲ့ဒီ6သောပုဂ္ဂိုလ်တွေကဖျားခင်မှလည်းရှိခဲ့တယ်ကွာရှိခဲ့တော့ကျွန်တော်တို့ဒီစဉ်းစားစရာဖြစ်တော့ဟာသူတို့တွေကဒီအထိအသက်ရှင်လာလားဘာလဲအဲ့လိုမျိုးမေးခွန်းတော့ရှိနေတာအဲ့ဒီမေးခွန်းအတွက်အဖြေရခဲ့ကြတော့ဘယ်လိုမျိုးလဲဆိုရင်ဒီသူ့ရဲ့ gain ဆရာတွေကဥမာဒီပုရဏကတ္တပါတို့ရဲ့သူတို့ရဲ့ gain တွေဟုတ်တယ်ဗျာသူတို့က gain နဲ့နေတဲ့ပုံကိုယ်တွေဟုတ်တယ် gain နဲ့နေတဲ့ပုံကိုယ်တွေဟုတ်တယ်ဆိုတော့သူတို့ဆရာတည်ပြီးရင်လည်းတပည့်ရဟိုဒီ gain ကိုအုပ်ချုပ်သူအဖြစ်ပြန်ပြီးတော့ဆက်ခံနေပေါ့ဆက်ခံတဲ့အချိန်မှာလည်းဒီသူတို့ဆရာရဲ့အမည်ကိုပဲဆက်ပြီးတော့ဆက်ခံလိုက်တယ်ဗျာသဘောပေါက်မှတင်ပါလေဥမာဒီကျွန်တော်ဒီအဖွဲ့တစ်ခုရှိရဗျာအဖွဲ့တစ်ခုမှာသူ့ရဲ့အဖွဲ့ခေါင်းဆောင်တည်သွားပြီတည်သွားတဲ့ခါကျတော့အဖွဲ့ခေါင်းဆောင်နေရာမှာနောက်ထပ်ခေါင်းဆောင်တရားကိုလိုတယ်ဗျာအဲ့ဒီချိန်နောက်ထပ်ခေါင်းဆောင်တရားကိုတင်ပြီးတော့ဟိုသူ့ရဲ့နာမည်ကိုပါအရင်ခေါင်းဆောင်နာမည်ကိုထည့်ပေးလိုက်တာအဲ့လိုမျိုးပုံစံမျိုးဗျာအဲ့လိုပုံစံမျိုးဆိုပို့ပြီးတော့ရုပ်တိရှိမယ်မဟုတ်ဘူးဆိုရင်ဒီဖျားခိကနှစ်ပေါင်း300ကျော်ပြီးသူတို့တွေကမတည်သေးဘူးလားဆိုတော့ဒီတန်တရားရှိမှာပေါ့အစမ်းကျွန်တော်ပြောသလိုဒီခေါင်းဆောင်နေရာမှာသူတို့တွေကိုတင်တယ်သူတို့တင်ပြီးတော့နာမည်ကိုလည်းဟိုအရင်ခေါင်းဆောင်နာမည်တွေပဲပေးလိုက်တယ်အဲ့လိုမျိုးဆိုရင်ကျွန်တော်ပို့ပြီးတော့ရုပ်တိရှိမှာဗျာ